အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ No Crata ကျွန်တော်ဒီနေ့မှာတော့ကာတွန်းဒရတာဆိုတော့ဟောလာမော့ကျွန်တော်ဖမ်းပြဖြစ်ပါတယ် Let's go ဖမ်းမှာတော့ထွက်တော့ထွက်နေပေါ့နော်ကျွန်တော်လည်းအဲ့ဒါမသိပါဘူးအခုကတော့ကျွန်တော်တိုးရင်တက်ပါမယ်တိုးကတော့တစ်ပင်ထပ်ပို့စားပါတစ်ပင်ကတော့အပေါ်ဆုံးပါဒီမှာချီတက်နေတယ်ကွာရော့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 ကျွန်တော်ဟိုဘက်တစ်ချက်တော့ကြည့်ကြည့်လိုက်အောင်မယ်ဗျဟိုမှာမိုင်းတွင်းရှိတယ်ဟိုမှာဝမ်းမာတာကျွန်တော်အဲ့လိုပဲကျွန်တော်ဂိမ်းထဲဝင်ရတယ်ဟိုဆောက်သွားဒီဆောက်သွားတက်တယ်မခုံခဏနေမှကျွန်တော်တက်ခုံတာဟိုမှာလမ်းလေးရောရွာလားလားအောင်နောက်ဆုံးတော့ရွာရောက်ခဲ့ပြီရွာရောက်ရင်ဘာလို့ရမလဲကြည့်တယ်နော်အကုန်လုံးကြည့်တယ် Minecraft player တိုင်းကြည့်တယ်ရွာရောက်ရင်ဘာလို့ရမလဲဆိုတာအဲ့ဒါကတော့ပစ္စည်းတွေလိုက်ခိုးမှာပဲဖြစ်ပါတယ်ကျွန်တော်တော့ဒါရွာမှာပဲအိတ်တော့မှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီကာတွန်းထရတာဆိုတော့ကောင်တည့်ရတယ်ပေါ်နေခဏပေါ်ချင်တဲ့ချိန်ပေါ်နေတယ်ပေါ့နော်ဒီကာတွန်းထရတာဆိုတော့ကောင်ဟိုကလေကာတွန်းကားထဲကကြောက်အမေကြီးနာမည်မခေါ်ကာတွန်းထရတာမောနာမည်ကတော့ကာတွန်းထရတာကြောက်အမေကြီးအစ်ကကျွန်တော်မကြည့်ဘူးဘာလို့ဆိုတော့ကျွန်တော်မွေးရမှာဟိုမွေးတဲ့ဟာဟိုမှာကျွန်တော်ဟိုကတော့၄တန်းပဲရှိတယ်ဒါဗီဒီယိုတွေလောက်နေ၄တန်းနဲ့ကာတွန်းထရလာကာတွန်းထရလာငါရောက်အောင်ချပြမယ်ကြည့်နေရေးကြီးဆုံးကတော့ခေါင်းလုံးတီးမှဖြစ်ပါတယ်စတာပါအရေးကြီးဆုံးကတော့တိုးလည်းမလို့တော့ပါဘူးအဲ့ဒါကြောင့်မို့ကာတွန်းထရလာဆိုတော့တိုးရအောင်နိုင်မို့ဆိုကျွန်တော်ဘာလို့ရမလဲကျွန်တော်တွေးကြည့်အောင်တက်ပင်ခုံမယ်ဟိုနားမှာကျွန်တော်ထောင်ဖမ်းရတယ်နော်ကာတွန်းထရလာတက်တွေအများကြီးခုံရမယ်အကောင်ကြည့်ရတော့အကောင်အန်ကျူလေပဲမှာဒါအမြင်အောင်ဒီကောင်ကပေါ်ချင်တဲ့ချိန်ပေါ်လာတယ်ဗျာဒီကာတွန်းထရတာမောရတယ်ကျွန်တော်ကသူများလေးဆော့ရတယ်လို့ကျွန်တော်လည်းဆော့ကြည့်တာပါဗျာကာတွန်းထရလာပစ္စည်းတွေခိုးမှပဲဖြစ်ပါတယ်ပစ္စည်းတွေခိုးမှပဲဖြစ်ပါတယ်အကုန်လုံးပဲတက်ခုတ်ရအပိုင်းတော့ကျွန်တော်မရိုက်ပြတော့ဘူးအခုတော့ကျွန်တော်တက်တော့ခုတ်လိုက်ရောယိုဟိုဖုန်ထန်တယ်ယိုဟိုဟာတော့ကျွန်တော်အရေးကြီးလောက်စားစီတော့ဆရာကကျွန်တော်ဖုန်းထည့်နေတော့ဘောပိုင်းခဏပိတ်လိုက်တာပေါ့နော်ဒီလားဆိုရိုက်လာမှဒီမှာ73ဆိုတော့ဒီလားဆိုရလောက်ပြီထင်တယ်အခုကတော့ကျွန်တော်အိမ်နေပါရင်မစောင့်နေတော့အလုပ်ဆိုလို့ဘာလုပ်မလဲဆိုတော့ကျွန်တော်ကာတွန်းထရလာဖမ်းဖို့လည်းကျွန်တော်ထောင်ချောက်ကိုစလုပ်မှဖြစ်ပါတယ်ထောင်ချောက်တော့လည်းအရင်တော့တက်တာတွေလိုအပ်ပါတယ်တက်တာပေါက်တူရတက်တာပစံရတော့ရပါမယ်ပစံကိုများစောတော့မှာပါကျွန်တော်ပေါက်တူတိတ်မတော့ဟိုတောက်တုံးနဲ့ပါတိတ်မတော့ဟိုလာမို့ရပါဆိုစီရတယ်ပါမိုးတွေအကုန်မှရွာလည်းငါ့ကိုဆဲနေတော့ပြီချင်တယ်ကွာ
42ခုရတယ်ဆိုတော့ကျွန်တော်တက်တာဘယ်နှခုရတယ်32ခုဆိုတော့စောက်ပဲစောက်ရမယ်အမြန်ကြီးနဲ့ပကံကိုစီးတာဖောင်ဒေးရှင်းထားတာဖောင်ဒေးရှင်းဆိုတာကျွန်တော်မိတ်ကောက်ပြောတာမဟုတ်နော်ဟိုအိမ်ဆိုင်ဖောင်ဒေးရှင်းကြတယ်ပြောတာဝီးအမပောက်သွားဘလို့ရအပလုံးဆိုပြကြကျွန်တော်ဘလို့လို့ကောင်းမယ်တော့ဒီညတူးပြီးတော့ပဲဟိုလိုလွတ်လိုက်ရင်ကောင်းမလားဘယ်လိုပဲလွတ်လိုက်တော့မနော်ကျွန်တော်ပြီးမှအဲ့ဆိုအကုန်ကြားတက်တာတယ်နော်ကျွန်တော်ထောင်ကြကုံကြောက်ပြရတယ်ကုံကြားတက်တာဟာတရီဘာလို့မှန်းမသိဟာလေယိုဟိုဒီဘက်ကားလိုက်မယ်ဒီဘက်လည်းအဲ့လိုပဲကားလိုက်မှာဒီမှာစီးသူလိုပဲကားလိုက်ဟာကျွန်တော်ဘာမှသူတို့မလုံးနေတော့အချင်းကုန်တယ်နော်အချင်းကုန်ရင်လူပင်မန်းတယ်အချင်းတွေမဖြုံးသေးဘူးအချင်းကုန်လူပင်မန်းတယ်တက်ပင်တော့ခုံတက်ပင်လေးပါလေးပေါ်လာပါကွာဆွမ်းတော့တက်ပင်တော်တဲ့နေရာကျတော့မနေငါဒီရောင်ညီမပြနေကြပန်းတွေကြားမှာပလေကြအောက်ပို့လေးစီပါတီးတဲ့ပလေကြအောက်ပို့လေးစီပါတီးရဲ့ကြဝီကျွန်တော်မနေ့ကကြာရင် 1B ဗီဒီယိုတင်ပါမယ် 1B Minecraft 1B ဗီဒီယိုပါဗရာတော့မပြင်းသွားဘူးเนาะစကားမဆက်ကျွန်တော်ပြောချင်တာကျွန်တော်ဗီဒီယိုလေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်အခုကတော့ကျွန်တော်26တက်ပင်ခုံးပါပဲဘာတက်ပင်လဲဆိုတော့အိမ်တက်ပင်လို့ခေါ်ပါတယ်မြင်ဘူးလားတော့မသိအိမ်တက်ပင်ဒါ Minecraft player ထဲမှာ9ယောက်ပဲခုတ်တာသူများလေးဆိုမခုတ်အလို့ဆိုလို့ကတော့တွေ့လာဆိုတော့တော်တော့ကျွန်တော်ဖမ်းရအောင်ဖမ်းมาဖြစ်ပါတယ်ကြောင်မတာပေါ့နော်အောက်ကကြောင်မျိုးတွေပေါ့နော်ကြောင်မတာမဲမဲကြီးနဲ့အသားပြောတာနော်မင်းတခြားလိုက်မထင်နဲ့ဘူးလို့အသားမဲတာပြောတာဟောအသားမဲတာမဟုတ်အကောင်ကြောင်ဆိုတော့အမွှေးမဲတာကြောင်မွှေးပြောတာနော်ဟုတ်ကဲ့လိုက်မထင်နဲ့အိတ်တော်မယ်ဟေ့ရငါဒီမှာအိတ်မှာမင်းအပြင်ထွက်အိတ်မင်းက350နဲ့ဝယ်လိုက်မယ်တင်ထားတဲ့50နဲ့မင်းအိမ်ငါဝယ်ဖို့ဟာဒီကောင်ရတယ်တွားရအောင်ငါအိမ်ကွာအဲ့လိုကောင်းတော့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 ကွာဟုတ်ပါမြင်နေရပြီကျွန်တော်ရဲ့ထောင်ချောက်ကြီးကန်တူးတဲ့တောင်ဟောကပြမလားမသိဘူးထောင်ချောက်တွင်ငဘောထောင်ချောက်ဆိုကြကျွန်တော်ထောင်ချောက်ကျွန်တော်အဲ့လိုလုံးဝတော့မဟုတ်ပါဘူးကျွန်တော်ခွန်ကျွန်တော်ညောင်းလို့ကတုံးတဲ့တာနှစ်ဘလော့အကွာခုံနိုင်တာမသိဒါတော့နော်ဒါကတုံးတဲ့တာ
တော့ cross တည်ပဲနော်ဒီတည်ပဲဒီမှာပဲချရတော့ပေါက်တူနဲ့တူပဲမယ်ပြီးကျွန်တော်ပောက်ကွာလေးချင်းမှဖြစ်ပါတယ်ကျွန်တော်တိတ်ပောက်ကွာမခုံတတ်တယ်ပါအရာလောစီဆိုတော့အများကြီးတူမှရမယ်နော်မောင်လောစီဆိုတော့ကျွန်တော်တချို့ကြောင်နေတသေးလေးဒီကောက်ခရက်မှဒီကောင်ကအစီဆုံးကြောင်ဖြစ်စားစီတာတော့အရက်မဟုတ်စားစီတယ်ဟောစားဆိုတာဟိုလိုစားမဟုတ်တော်စားစီတဲ့ကောင်လို့ပြောတယ်ရပြီဒီတူပါလိုက်ခဏနေရပါသုံးဘအကွာပဲလုပ်လိုက်တော့နော်ခုံရတယ်ရတယ်လေဟိုကောင်ကာတွန်းတဲ့တာတတော်တီကောင်မမြင်တော့ပါဘူးကွာမြင်ရင်တော့ခေါင်းနေနေထွက်နေဘူးကာတွန်းတဲ့တာနေဘက်ပေါ်ထင်တယ်ကျွန်တော်သူများတွေပြောတော့ကာတွန်းတဲ့တာသူကြိုက်တဲ့အချိန်သူပေါ်တယ်လို့လာပြောတယ်ပြီးရင်သူကဘိုးလိုလဲမဟုတ်တယ်ဒီကာတွန်းတဲ့တာဘိုးမဟုတ်လဲဆိုတာအင်္ဂလိပ်လိုပြောတယ်ဟာ yes no okay ပဲတီးတဲ့ကောင်အင်္ဂလိပ်လိုလာမဟုတ်အကောင်ကြိုက်တတ်မှာချင်းတယ်ဒီကောင်ငါ့ကိုအင်္ဂလိပ်လိုလာပြောရင် yes no okay ပဲတီးတဲ့ကောင်အင်္ဂလိပ်လိုလာပြောရင်ငါနဲ့တွေ့မှာကြီးနေဒီမှာ thread door တွေနဲ့ကလိုက်ပါမယ်ဒီကောင်အင်္ဂလိပ်လိုလာပြောရင်မြန်မာစကားမပြောတော့ဘူးဒီကောင်ဘိုးလိုလာမဟုတ်ဘူးကျွန်တော်အဲ့လေပောက်ကဆန်းခုန်ကြည့်ဦးကာတွန်းတွေလားရပြီကာတွန်းတွေဒါစင်လာလို့မရဘူးဝီရပြီကျွန်တော်ကာတွန်းတွေလာဖမ်းဖို့စောက်ဖို့အကြံလုပ်တယ်ပေါ့နော်အဲ့ကောင်ကာတွန်းတွေလာမင်းတတိစင်ဒီကိုလာခဲ့ရအောင်ကာတွန်းတွေလာဆိုတဲ့ကြောင်မတာအစုပ်ပလုတ်ချင်းထုတ်လာခဲ့ဆိုင်ရအောင်ကာတွန်းတွေလာကျွန်တော်သွားဆောင်ရဖြစ်ပါတယ်ဟာမေအမကာတွန်းတွေလာကျွန်တော်တွေ့လိုက်ဆွမ်းလာတော့မဲနဲ့ကျွန်တော်တစ်ချက်တွေ့လိုက်ရနော်ဆွမ်းလာတော့ကျွန်တော်ဘလုံးမှာဟိုမှာမေရOh my god ဒီကောင်လူလေပဲဒီကောင်စိုးတွေကလူလေကွာကောင်စိုးတွေကလူလေလို့လွန်းထောက်သွားတာဝီးဆိုင်ဖလာဆက်စကန်လောက်မှကြီး6 5 4 3ဟာဘလို့တေဝါတယ်ငါတော့မသိငါတေးတာငါတော့မသိရမကျင်တော့ရကာတွန်းထရက်လာဆိုရကောင်လာရဲ့မင်းပဲရောက်လာရဲ့လန်ကြီးစင်ဆိုရဲကြောင်ဝတာလာရဲ့ငါစီကြောင်မတာငါဘလို့များတက်လိုက်ရုံဒီကြောင်မတာပဲရောက်လာဒီလေးပြုတ်ကြပါညာမသိဘူးနော်ကြောင်မတာကြောင်မတာပြောင်းချီအိုးမိသွားပြီဒီကြောင်မတာအော်ငါနောက်ဆုံးကတီးသွားပြီကွာ तू ကတုံးထုတ်လိုက်တယ်ကွာတုံးထုတ်နေဒီထဲကြာပြီဟိုမှာတရောင်းငါ့ကိုတက်လိုက်တယ်အေးကြောင်မတာရေစိတ်တော့မကောင်းဝေးအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲကျွန်တော်ဒီနေ့မှာတော့ကြောင်မတာကာတွန်းတွေလောက်ဖမ်းပြသွားဖြစ်ပါတယ်ဗီဒီယိုလေးကို like လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ် bye bye